အားလုံးပဲမင်္ဂလာပါရှင် Ariana's Diary ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Ariana ကလန်ဟာဘေးမှာ2ညအိတ်3ရက် cruise ဖြစ်ခဲ့တဲ့အကြောင်းလေးကိုဝင်မျှပေးသွားပါမယ်အရန်လာပြီးတော့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ခံစားမှုကမဖြစ်မနေတသက်တာမှာတစ်ခါတော့စီးတယ်လို့ခံစားရပါတယ်အဲ့တော့ခရီးစဉ်တောက်လျှောက်အစအဆုံးကို detail လေးလုပ်ပြပေးထားတာမို့လို့အဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်ဒါကတော့လန်ဟာဘေးရောက်သွားပြီးတော့မှပတ်ဝန်းကျင်ပတ်လည်ကိုဒါဗီဒီယိုရိုက်ထားတာပေါ့နော်အဖက်လုံးဝမတုံးထားပါဘူးတဘာဝအတိုင်းပါပဲအဲ့တော့အပြစ်မှဒီထက်ပိုပြီးတော့လာပါတယ်အဲ့တော့ခရီးစဉ်လေးကိုစကြည့်လိုက်ရအောင်နော်ဆိုတော့သူကဟန်နွိုင်းအိုတောင်အနီးတစ်ဝိုက်ဆိုရင်ဟိုတယ်အရှိအထိကိုအကျိုးအပို့လုပ်ပေးပါတယ်ပြန်တဲ့ခါကျရင်လည်းဟိုတယ်ရှိအထိပြန်ပို့ပေးပါတယ်ကိုသွားခြင်းတဲ့နေရာရှိအထိပေါ့နော်အစအဆုံးခရီးစဉ်က3နာရီနီးပါးလောက်အိုတောင်ကနေပြီးတော့ဒီကမ်းနားထိရောက်အောင်လို့စီးရပါတယ်3နာရီနီးပါးစီးရပါတယ်မီနီဗန်လေးတွေနဲ့လာကြိုပေးပါတယ်တခြားခရီးသည်တွေလည်းပါမယ်ပေါ့နော်ဒါဒီလိုအပြင်မှာအခုတွေ့နေရတဲ့မီနီဗန်ပုံစံမျိုးလေးတွေနဲ့လာကြိုပေးတာပါလမ်းမှာပလဲတွေရောင်းတဲ့ဆိုင်ကိုခေါ်သွားပါတယ်လက်ဝတ်ရတနာတွေကတော့တပုံမရိုက်လိုက်ခဲ့မိဘူးဒါပေမဲ့ဒါအကောင့်ရှင်တွေရောပဲပေါ့နော်ခရီးတစ်ထောင်နိုင်နဲ့ကော်ဖီလေးတောက်ပြီးရင်တော့ဒါ3နာရီစီးပြီးသွားရင်ဒီကမ်းနားကိုရောက်ပါပြီဒီကမ်းနားမှာကသူကအဓိကဘုတ်တွေပါကင်လုပ်ထားရပေါ့နော် cruise တွေတော့ဒီထဲမှာရက်ထားတာမတွေ့မိဘူးဒါကရှည်တိမ်မိုင်းလည်းဖြစ်နိုင်တယ်ပေါ့နော်လို့ဆိုရင်တော့ကမ်းနားကိုရောက်ပြီပေါ့နော်ကိုရီးယားတော့ Peony Cruise ကိုရွေးပြစ်ခဲ့တယ်တခြား cruise line တွေလည်းအများကြီးရှိတယ်ပေါ့နော် luggage check-in ဒီမှာဝင်ရတယ်ပြီးသွားရင်ခဏနာcruise ကိုတွားဖို့ boat တစ်ဆင့်စီးရမယ်ဒါခဏနားနေတဲ့အချိန် coffee တောက်နေတဲ့အချိန်လေးပေါ့နော်ကမ်းနားလေးကအရန်တာရတယ်အဲ့မှာအရန်ပျော်နေပြီဒါကတော့ဓာတ်ပုံလေးအပြေးသွားရိုက်လိုက်တယ်ပေါ့နော်အခုဆိုရင်ပုတ်ဆပြီးတော့စီးပြီးပေါ့နော်နိုင်ဝက်ဝင်းကျင်လောက်စီးရတယ်cruise ကိုရအောင်လို့ပေါ့နော်ဒါကြောက်ဆောင်နေတစားနဲ့တစားပေါ်လာပြီဘိုးပေါ်ရောက်တော့သူက12နာရီကြော်လောက်ရှိနေပြီ lunch ကို buffet ကျွေးတယ်ဒါတော့စိတ်ကြိုက်ပေါ့နော်စားချင်တယ်လို့စားဒါကတော့ restaurant အတွင်းပိုင်းသူက second floor မှာrestaurant ထားပေးထားတယ်အရန်လာတယ်အတွင်းပိုင်းမှာရောအပြင်က view ရောကအရန်အမောပြေပါတယ်ဒီဗီဒီယိုတွေအကုန်လုံးက effect မပါဘဲနဲ့ရိုက်ထားတဲ့ဗီဒီယိုတွေပေါ့နော်ပြီးရင်တော့စားပြီးရင်ဒါ trip itinerary လေးပေးတယ်ဘယ်နေ့ဘယ်အချိန်မှာပါလုပ်မယ်ဆိုရယ် schedule တိကျပါတယ် schedule တွေကပြည့်ကျက်နေအောင်ထည့်ထားတာဆိုတော့ကိုကမသွားချင်ဘူးဆိုရင်ကြုံလို့ရတယ်ပေါ့နော်Okay ဒါကတော့ lunch break ပြီးတော့ခဏလေးနားနေတာ3နာရီထိုးတဲ့အချိန်ကျရင်ကာယာကင်စီးရမယ်မစီးခင်စပြီးတောက်ပြီးအညောင်းညာဖြေးခဏလေးနားအင်ဂျီဝစ်ဆာလဲပြီးွားရင်ကာယာကင်စီးဖို့ပြန်ဆင်းဒါကတော့တွေ့ရတဲ့အတိုင်းပဲပတ်ဝန်းကျင်ကအရန်တတရရှိတယ်အေးတယ်ကိုရီသွားတော့က16 degree ဝန်းကျင်ရှိတယ်အဲ့တော့အေးတယ်အမြဲတမ်းအနွေးတယ်နဲ့ဒါက rooftop လှတယ်တအားလှတယ်မဖြစ်မနေသွားတဲ့နဲ့လို့ထင်တယ်။နှစ်ညအိတ်သွားရတဲ့အကြောင်းရင်းကတော့လောနဲ့မသွားချင်ဘူးပေါ့နော်။ဒါလေးကတော့အောက်ထပ်ကိုရီနေတဲ့ခန်းလေးပေါ့နော်။တန်ရှင်းတက်ရက်တဲ့အတွင်းပိုင်းလေးလောင်ပြင်ဆင်ပေးထားတယ်။ရေချိုးခန်းအင်နာ bathtub အကုန်အစုံပါတယ်။ရေစိမ်လို့လဲရတယ်။စာအုပ်ဖတ်ချင်လဲသွားဘေးနားမှာအိပ်ရာဘေးနားမှာdesk လေးလုပ်ပေးထားတယ်ပေါ့နော်အပြင်ဘက်ဆိုရင်လည်းအေးစစ်စစ်ရှုကင်းလေးကြည့်ရင်လည်းနားလို့ရတယ်တခါတလေရေပေါ်ဈေးတယ်တွေဈေးလာရောင်းတယ် privacy အရာကတော့ privacy လိုချင်တယ်ဆိုရင်အပေါ်တက်ပုံမှာပါအပေါ်တက်မှာက USD 100လောက်ပို့ပြီးတော့ဈေးပို့ပေးရတယ် package တစ်ခုစီပေါ့နော်ဒါပြီးရင်ကာယာကင်းသွားဖို့အစင်းနဲ့ပြင်ဆင်ထားမယ်Okay ဒါ3နာရီရောက်ပြီဆိုတော့ဒါကာယာကင်းဆင်းပြီးတော့
စီးလို့ရပြီအနီးနားက island လေးတွေမှာသူတို့ဒါကန့်ကတ်လို့ရတဲ့ island လေးနားတွေပို့ပေးတယ်အဲ့နားမှာကာယာကင်းလေးပတ်လို့ပေါ့နော်ညနေရောက်တဲ့ချိန်ကျရင် cooking session ရှိတယ်သူတို့က spring roll လုပ်နေတင်ပေးတယ်ကိုယ်တိုင်လုပ်ကိုယ်တိုင်ကြော်သူတို့ကရှေ့ရပြပေါ့နော်ပြီးရင်ကိုယ်တွေပဲအဲ့ဒါအကုန်စားလိုက်တယ်ပြီးသွားရင်တော့ဘီယာလေးပါလေးတောက်ပြီးရင်ဒင်နာစားဖို့အချိန်စပြီးရင်ဒင်နာကျွေးရဒင်နာကကြတော့ဘူဖတ်မဟုတ်တော့ဘူးသူက set menu ကိုရွေးချယ်စရာကိုက vegan ဖြစ်တယ်အခြားအသားမစားတဲ့အသားပါညာရှိရဲဆိုရင်ပြောလို့ရတယ်အဲ့ဒါလွယ်ပြီးရင်တော့သူတို့သတ်မှတ်ထားတဲ့ menu ကိုပဲ cost တွေတစ်ခုပြီးတစ်ခုလာပေးတယ်ပေါ့နော်ပြီးရင်ကိုရီသွားတဲ့အချိန်ကanniversary လုပ်တဲ့လူတွေရော birthday လုပ်တဲ့လူတွေရော propose လုပ်တဲ့လူတွေရော honeymoon လုပ်တဲ့လူတွေရောတွေ့တယ်အဲ့တော့ကိုရီးယားလက်ခုပ်တီးပေးခဲ့တယ်ပြီးရင်တော့ညအိတ်နောက်တနေ့မနက်ဒါ day 2ရောက်သွားပြီ breakfast က buffet ကျွေးတယ်အဲ့တော့ lunch နဲ့ breakfast နဲ့က buffet ပြီးရင်တော့ Via High Village ကိုသွားရတယ် Via High Village မှာစပိန်စီးပဲပြီးရင်သူတို့တောင်ချီကရွာလေးတွေကိုသွားလည်လို့ရတယ်ပေါ့နော် Via High Village ကိုသွားတဲ့အချိန်ကျရင် cruise ကနေ boat တစ်ဆင့်စီးရတယ်သူက cruise နဲ့လိုက်မပို့ပေးဘူး boat စီးပြီးတော့ဒါ day boat လို့ခေါ်ကြတယ် day boat စီးသွားတယ်ဒါ day boat ပေါ်မှာမနက်စောကြီး8နာရီထိုးကြီးစောကြီးထားပြီးတော့ပေါ့နော်ခရီးသွားရတယ်ဆိုတော့တဲတန်အချစ်မူတူနဲ့မနက်စာထားစားပြီးတော့သွားရတယ်ဒါပေမဲ့ပြောဖို့ကောင်းတယ်သူကတနာရီဝန်းကျင်လောက်ဒေးပုံနဲ့သွားရတယ်သူတို့ဒီတခြားကျွန်းပေါ်ကVia High ရွာလေးပေါ့နော်အဲ့ဒါကန္နာရပြီးပြီဆိုရင်စပိန်စီးဝင်ရတယ်စပိန်စီးတာလဲ15မိနစ်20လောက်ထိစီးဝင်ရတယ်အဲကိုအရန်အေးတယ်ပြောဖို့လည်းကောင်းတယ်ဒါကတော့တောင်ချေရွာလေးကိုရောက်ပြီတောင်ချေရွာလေးမှာသူတို့ကကော်ဖီဆိုင်လေးတွေမှာဝင်နာလို့ရတယ်အိမ်ဆိုင်လိုမျိုးလေးတွေဖွင့်ထားတာဒီအနောက်မှာတွေ့တဲ့အိုးလေးတွေကအရက်စိန်ထားတာအမြီးတောက်လို့ရတယ်အဲ့ဒီခွက်လေးတွေနဲ့နှစ်ခွက်လောက်တောက်ပြီးရင်မူသွားပြီနွေးနွေးလေးနဲ့အရန်နေလို့ကောင်းတယ်ဒါကတော့ဒါလမ်းထွက်လျှောက်တာပေါ့နော်ဒီအနောက်ဖက်ဆိုင်နောက်ဖက်ထဲကိုလမ်းထွက်လျှောက်တယ်ပြီးတော့ဒါကစပိန်စီးပြီးအပြန်ကန်းနာကိုအပြန်view point တွေလည်းလာတယ်ပေါ့နော်ပြီးရင်တော့ဒေးဘုတ်ပေါ်မှာပဲ lunch ကျွေးရယ် lunch ကကြတော့ဒီဟာကဘူဖတ်မဟုတ်ဘူးဒါလည်း set menu တစ်ခုပြီးတစ်ခုလာချပေးတယ်အရန်စားလို့ကောင်းတယ်ဗိုက်စားနေလို့လားမသိဘူးအသားငါအစုံကျွေးတယ်ပေါ့နော်ပြီးရင်တော့ဖြော်နီခရူးစီကိုဒေးဘုတ်နဲ့ပဲပြန်လိုက်ပို့ပေးတယ်ဒါကဒေးဘုတ်ကလည်းသူကနှစ်လွှာရှိတယ်3လွှာတောင်ရှိတယ်သူလည်း3လွှာရှိရဲဆိုတော့အောက်ဆုံးထပ်မှာ restaurant အလယ်ထပ်မှာဒီတိုင်းရိုးနားလို့ရတဲ့နေရာအပေါ်ဆုံးထပ်မှာကျတော့sample thing လုပ်လို့ရတဲ့နေရာပတ်ဝန်းကျင်ကအရန်ပါရတယ်အောက်ထပ်တွေမှာအရန်အေးတော့အပေါ်မှာနေပူစားလှုံလို့ရတယ်ပေါ့နော်ပြီးရင်တော့ဒါကတော့ကိုရီ Pioneers Cruise ကိုဒေးဘုတ်ပေါ်ကနေပြီးတော့မြင်ရတဲ့မြင်ကွင်းလေးပါပြန်ရောက်တဲ့အချိန်ကညနေဆောင်သွားပြီ sunset ဖြစ်သွားပြီအဲ့တော့ကိုအခန်းထဲကနေပြီးတော့အပြင်ကိုငေးတအားလာတယ်နော်တော့ bathtub ထဲမှာရေစင်ရင်းနဲ့ပဲဖြစ်ဝိုင်လေးတောက်ပြီးတော့ပဲဖြစ် sunset လေးကိုခံစားလို့ရတယ် share အနားယူနော်ဒင်နာတိုင်းထုံးစံတိုင်းပဲဒင်နာဆိုရင် set menu ဒင်နာစာဟင်းပွဲတွေကတစ်ခုနဲ့တစ်ခုမထက်စေရဘူး dessert လည်းပါတယ်စားရတာအဆင်ပြေတယ် dessert ကသူကတချို့အသီးတွေအနှံတွေဆိုလို့ရှိရင် buffet ထားပေးထားတယ်တခြား set menu တွေလောက်ပဲ cost နဲ့လာတာပေါ့နော်ပြီးရင်ဒါ day 3ရောက်တဲ့ခါကျရင်မနက်ပိုင်းထပ်ပြီးတော့ Trang Cave ကိုဆက်ပြီးတော့ဒေးဘုတ်နဲ့ပဲအဲ့လိုပဲပုတ်လေးနဲ့လာကြိုပြီးတော့သွားတယ်အဲ့ဒီမှာတော့ဘတ်ကားစီးသွားရတယ်သွားလှိုင်ကူပေါ့နော်ကိုရီ
ကိုရီရှမ်းပြည်မှာလိုမျိုးလှိုင်ကူလိုနေရာမျိုးသွားလဲတာပေါ့ဒါသူတို့အဲ့လိုမျိုး express bus တွေနဲ့လာကြိုတယ်ဒါလည်းနိုင်ဝက်တနာရီဝင်းကျင်လောက်စီးသွားရတယ်အသွားအပြန်ဒါကတော့ cave ထဲရောက်ပြီပေါ့နော် cave ထဲမှာတော်တော်လေးလမ်းလျှောက်ဝင်ရတယ်တော်တော်လေးဆိုတာအတန်အသင့်ပေါ့နော်လမ်းလျှောက်ဝင်ရတယ်ပြီးရင်တော့ပြန်လာပြီးရင်တခါတည်း cabin check out လုပ်ပြီးရင် say bye bye cabin check out လုပ်ပြီးရတဲ့ day boat နဲ့ကမ်းနားကိုပြန်လိုက်ပို့ပြီးရတခြားဆောင်ရန်ချက်လက်တွေနဲ့က booking တင်ရင်ပြောနေ website ကတင်လို့လည်းရတယ်တခြား club လို site တွေကနေတင်လည်းရတယ်လူနည်းနဲ့အခန်းနည်းနဲ့ cruise ကိုရွေးပါ privacy ပိုရှိခြင်းရဲ့ upper deck မှာတဲပါပြီးတော့ဒီ package တွေက entry fee island entry fee တွေ bike rental တွေ bus car တွေအကုန်လုံးအပြီးဖြစ်တယ်တောက်စရာရေအေးရမကာအဲ့ဟာတွေအကုန်လုံးက cruise ပေါ်မှာဝယ်တောက်ရပါတယ်အဲ့တော့ cash ယူသွားပါငွေသားယူသွားပါတချို့ line မမိတဲ့နေရာတွေမှာပေးလို့မရတာမျိုးတွေ online payment လုပ်လို့မရတာမျိုးတွေအခက်အခဲကြုံရတတ်တယ်အဲ့တော့ cash ယူသွားတာအကောင်းဆုံးပါပဲအစားအသောက်ကတော့ Michelin star quality မျိုးကိုမျှော်မှန်းလို့မရပါဘူးဒါပေမဲ့စားလို့တောက်လို့အဆင်ပြေတဲ့အထက်မှာပါပါတယ်seasick အနေနဲ့ကတော့မူးတက်ရင်တော့ဆေးယူသွားပါဒါပေမဲ့လှိုင်းကြီးမတော့မရှိဘူးပေါ့နော်ကျန်တာအားလုံးကအဆင်ပြေပါတယ်အဆုံးထိကြည်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်